အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်သားဂျော့ရှွာဘင်ကလည်း flyweight UFC champion ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့မြန်မာပြည်ကလည်းဟာ UFC ဆိုတာဘာလဲအခုမှကြားဖူးတဲ့လူတွေလည်းရှိမယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်တော့ UFC ကone tap ပို့ပြီးတော့မှတည်တယ် one tap ပို့ပြီးချင်းနှိမှုရှိတယ်ပေါ့နော်ကျွန်တော်တို့ပို့ပြီးတော့မှကြည့်ဖြစ်တဲ့promotion ဖြစ်ပါတယ်one ကဒီ MMA fight တွေနဲလာတာလဲအကြောင်းတစ်ခုပေါ့နော်ကျွန်တော်တို့မြန်မာ fighter တွေရှိမှာပဲကျွန်တော်တို့1ကိုမွေးထန်းကိုပြန်သွားကြည့်ရတဲ့အနေအထားမျိုးပါဆိုတော့ UFC အကြောင်းမသိတဲ့လူအများကြီးရှိမယ်မသိသေးတဲ့လူတွေအတွက်သိရအောင် UFC ရဲ့သမိုင်းအကြောင်းကိုကျွန်တော်အနည်းငယ်ကျွန်တော်ပြောပြသွားချင်ပါတယ်ဆိုတော့ကဲဒီ combat sport လူသိများတဲ့တိုက်ခိုက်ရေးအားကစားပြိုင်ပွဲတွေကကမ္ဘာမှာလူစိတ်ဝင်စားမှုများတဲ့အားကစားတစ်မျိုးဖြစ်ပါတယ်အထူးသဖြင့်အခုနောက်ပိုင်းဆိုရင်ပို့ပြီးတော့မှလူစိတ်ဝင်စားမှုများလာတယ်ပေါ့နော်အရင်တော့ဆိုတော့အနောက်တိုင်းမှာဒါ boxing ကိုလူကြိုက်များတယ်အရှေ့တိုင်းမှာဆိုရင်တော့ဒါလက်ဝှေ့ပြီးတော့မွေထိုင်းခရာတေးတွေဂျူဒိုတွေတက်ကွန်ဒိုတွေအဲ့လိုမျိုးတွေရှိမယ်ပေါ့နော်လူစိတ်ဝင်စားမှုများတဲ့ဘယ်လိုခေါ်မလဲ martial art တွေပေါ့လေဆိုတော့ဒီလိုမျိုးအခြေအနေရနဲ့အခုဒီ MMA တက်ခိုက်ရေးအားကစားပြောရရင်တော့ဗျာမြန်မာလိုပြောရရင်တော့တိုင်းပေါင်းစုံပေါ့သိမလားတိုင်းဝတ္ထုတွေအစကားတုံးနဲ့ပြောရမှာဆိုတော့တိုင်းပေါင်းစုံပေါ့ဒီတိုင်းပေါင်းစုံ MMA ပွဲတွေကိုကြတော့သူတို့က1980ဝန်းကျင်နေမှာသူတို့စပြီးတော့မှကျင်းပလာခဲ့တာဖြစ်ပါတယ်အခုချိန်မှာကြတော့ဒါ MMA ကပရိသတ်ပေါင်းသားနဲ့ချီရာနဲ့ချီပြီးတော့မှရှိလာပြီပေါ့နော်တကဘာလုံးမှာလည်း holy day ကျော်ဖြစ်လာပြီဆိုတော့ဒီ MMA promotion တွေကလည်းအများကြီးပေါ်လာတယ်ဒီ promotion တွေထဲမှာဆိုရင် UFC PFL 1တို့ပေါ့နော်သူတို့တွေကတော့ဒါထိတ်ဆုံးမှာနာမည်ပို့ပြီးတော့မှရှိတဲ့ promotion တွေဖြစ်ပါတယ်အဲ့ထဲမှာမှကျွန်တော်တို့ကအစပေါ့နော် MMA လို့ပြောလိုက်ရင်ပရိသတ်အများစုကချက်ချင်းသူတို့ကောင်းထဲမှာရောက်လာတာက UFC ပဲသူတို့ကလုံးဝအောင်မြင်ဆုံးနာမည်အကြီးဆုံး Conor McGregor တို့ John Jones တို့ fighter တွေသိရမလားတကယ် hot ဖြစ်တဲ့ fighter တွေသူတို့အများဆုံးထွက်တဲ့promotion ပေါ့ဆိုတော့ကမ္ဘာနံပါတ်1 MMA promotion ဖြစ်တဲ့ UFC ကိုဒီ Art Davey, Rorion Gracie, Campbell McLaren, Bob Merowitz, David Isaacs, John Milius တို့က1993ခုနှစ်မှာစတင်ပြီးတော့မှသူတို့ဒီထောင်ခဲ့ကြတာဖြစ်ပါတယ်ဆိုတော့စတင်ဒီထောင်ခဲ့တဲ့93ခုနှစ်မှာပဲ UFC 1 beginning ပြိုင်ပွဲကိုသူတို့စပြီးတော့မှလုပ်ခဲ့ကြပါတယ်စစချင်းပြိုင်ပွဲတွေမှာတော့သူတို့ weight တန်းသတ်မှတ်ချက်မရှိဘူးတကယ်စိတ်ဝင်စားစရာကောင်းတယ်ပွဲတွေကလည်းသွားကြည့်လိုက်အဟောင်းတွေလန်ထွက်နေတာပဲပြီးတော့93ခုနှစ်ကနေဒီ1996ခုနှစ်ထိကျင်းပတဲ့ UFC 1ကနေ UFC 11အထိပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ဒါ open weight အနေနဲ့သူတို့ရှင်းပြိုင်ကစားတာပါကျွန်တော်တို့မြန်မာလက်ခွေလိုမျိုးပေါ့နော်weight မရှိဘူး open weight နဲ့ချဆိုတော့အဲ့မှာဆိုလူကောင်ကြီးကြီးတွေနဲ့နည်းနည်းလူကောင်သေးသေးတွေနဲ့ချတာတွေရောဟာအစုံပဲစကားတစ်ခုလိုပဲရီလဲရတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဆိုတော့1990ခုနှစ်ဒီ UFC 12ပေါ့နော် UFC 12ကနေစပြီးတော့မှပေါင်း200အထက်ကိုသူတို့ heavyweight တန်းပြီးတော့ပေါင်း200အောက်ကို lightweight တန်းအဖြစ်စတင်ပြီးတော့မှသူတို့တတ်မှတ်ခဲ့ကြပါတယ်နောက်ပိုင်း UFC ကိုဒီစတင်ထောင်ခဲ့တဲ့ SEG အုပ်စုရဲ့ငွေကြေးအခက်ခဲကြောင့်ပေါ့နော်အဲ့လိုမျိုးကြောင့်သူတို့က Zuffa boxing ကိုတီထောင်ခဲ့တဲ့ဒီ Farida ညီအကိုပေါ့ Farida သူတို့ညီကိုနှစ်ယောက်ကဝယ်လိုက်တယ်ပေါ့နော်ဒါ Dana White ကဝင်ပြီးတော့မှစပ်ပေးပြီးတော့မှဝယ်ခိုင်းလိုက်တာပေါ့လေဆိုသူတို့တွေကတော့ Las Vegas မှာ casino တွေဖွင့်ထားတဲ့ billionaire ညီကိုနှစ်ယောက်ပေါ့လေဆိုတော့သူတို့နှစ်ယောက်နဲ့ Dana White နဲ့ပေါင်းပြီးဝယ်လိုက်တာပါဆိုတော့ဘာလို့နောက် UFC ရဲ့အစပိုင်းကခက်ခဲလဲဆိုတော့ပြိုင်ပွဲတွေမှာသူတို့ဝေဒန်းတတ်မှတ်ချက်မပါတာပြီးတော့စီမင်းစည်းကမ်းတတ်မှတ်ချက်တွေလည်းသိမရှိဘူးပြီးတော့ fighter တွေကလက်အိတ်မပါဘဲနဲ့ထိုးတာအဲ့လိုမျိုးတွေပေါ့ဝေယုံသုံးကားဖြစ်နေတာပေါ့ဆိုတော့ UFC ကိုလည်းလူတွေကကြမ်းတယ်ဆိုတော့မှလူတွေကြက်တိုက်တယ်လို့လူတွေသူတို့human cockfighting လို့သူတို့ခေါ်တာပေါ့နော်အဲ့လိုမျိုးဝေဖန်ကြတာအရန်ကိုဝေဖန်ကြတာကြက်တိုက်တယ်လို့မျိုးပဲဆိုပြီးတော့မှကြက်တိုက်တာအမေရိကန်မှာတရားမဝင်ဘူးပေါ့နော်ရက်ဆက်တယ်ဆိုပြီးတော့ဆိုတော့ပြောချင်တာအဲ့လိုမျိုးဆိုပြီးတော့လူတွေကအရန်ဝေဖန်လို့ UFC ပွဲတွေဆိုလို့ရှိရင်တခြားနေရာတွေမှာကျင်းပခွင့်မရတာပါတချို့ပြည်နယ်တွေတော်တော်များများဆိုလည်း UFC ကိုသူတို့ခွင့်မပြုဘူးပေါ့နော်
အထူးသဖြင့်ဒီ UFC ပြိုင်ပွဲတွေကြားနေဆိုပြီးတော့မှအထက်လွှတ်တော်အမတ် John McCain သူကUFC ပွဲတွေကိုဖျက်သိမ်းဖို့အထိသူတို့လုပ်ခဲ့တာပါပြီးတော့ UFC ရဲ့ဒီစီကင်းစီကနေကပြည်နယ်တွေရဲ့အားကာစီကနေနဲ့မကိုက်ဘူးဆိုပြီးတော့မှပြည်နယ်တွေအများကြီးရလဲသူတို့ပိတ်ထားတယ်ပေါ့နော်ဆိုတော့ဒါကတော့ UFC ရဲ့ခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုဖြစ်ခဲ့တာပါ96နောက်ပိုင်းမှာစီးမြင့်တွေသူတို့တတ်မှတ်လာပြီးတော့မှ UFC 12မှာဝေတန်းခွဲတာကိုသူတို့စာပြီးမိတ်ဆက်တယ်နောက်ပြီးတော့ UFC 14မှာလက်8မဖြစ်မနေဝေးရမြစီမြင့်စီကားနဲ့ပေါ့နော်သူတို့ပြီးတော့လဲကျသွားတဲ့ပြိုင်ဖက်ရဲ့ကောင်းကိုကန်နာမလုပ်ရဘူးဆိုတော့အဲ့လိုမျိုးတားမြစ်ထားတဲ့စီကံချက်တွေသူတို့အတစ်တွေသူတို့ထုတ်ပြန်ပြီးတော့မှလုတ်ခဲ့တာပါဆိုတော့Zuffa Boxing ရဲ့ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ဒီ Farida ညီအကိုကတင်းနာဝိုက်ရဲ့တငယ်ချင်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့က UFC ဥက္ကဋ္ဌလုပ်တဲ့တင်းနာဝိုက်ကိုသူတို့900ခိုင်နှုန်းပေးပိုင်တယ်တင်းနာဝိုက်ကပတ်စံတပြားမှာစိုက်တာမဟုတ်ဘူးသူတို့က UFC ကိုUFC ကိုတင်းနာဝိုက်တောက်လျှောက်ဂိုင်ပေါ့နော်လုံးဝစိတ်ကြိုက် run ပေးအဲ့လိုမျိုးလုပ်ခွင့်ပေးပြီးတော့သူတို့ကဘိုင်ဆိုင်မှုရဲ့900ခိုင်နှုန်းသူတို့ပေးတာပါဆိုတော့အဲ့ဒါမတိုင်ခင်တော့ UFC အခုလက်ရှိဥက္ကဋ္ဌတင်းနာဝိုက်ကဒါ fighter ရဲ့ manager လုပ်ထားတာပေါ့နော် manager လုပ်တဲ့အလုပ်သူလုပ်ကင်နေတာဖြစ်ပါတယ်ဆိုတော့ UFC ကိုတင်းနာဝိုက်တို့အဖွဲ့ဝယ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ sponsorship တွေပူပြီးမှရလာတယ် UFC နာမည်နဲ့အင်ဂျီရောင်းတာတွေပါတယ်တော့အဲ့ဒါမတိုင်ခင်ဆို UFC ကပိုက်ဆံမရအောင်အဲ့လိုမျိုးတွေသူတို့ right အင်ဂျီရဲ့ right တွေပေါ့နော်အဲ့လိုမျိုးတွေကို trademark right တွေသူတို့ပြန်ဝယ်တယ်ပြီးတော့sponsorship တွေပူပြီးတော့ရလာတယ် TV ကနဲ့ pay per view ဝယ်လို့ရအောင်လဲသူတို့စူးစမ်းတယ်ပေါ့နော်ပြီးတော့ဒီ tip video ခွေတွေသူတို့ထုတ်ရောင်းတယ်ပေါ့နော်အဲ့လိုမျိုးတွေထုတ်ရောင်းတယ်ပြီးတော့အဲ့တော့ကဆိုသူတို့ပွဲတွေကိုတောင်ယုံတိုင်ယုံဟိုတယ်တွေတောင်တိုင်ယုံကွင်းတွေအားကစားကွင်းတွေက UFC ပွဲတွေပေးမကစားလို့တက်တဲ့အချိန်မှာတင်းနာဝိုက်ကိုကြီးဒေါ်နယ်ထရမ့်လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကူညီပြီးတော့သူ့ရဲ့ဟိုတယ်မှာပွဲပေးကျင်းပါတယ်ပေါ့နော်အဲ့လိုမျိုးတွေကြောင့်အခုထိလဲတင်းနာဝိုက်ကထရမ့်ကိုဆိုဂျေဇူးတင်ပြီးတော့ပြောနေတာပေါ့လေဆိုတော့အဲ့လိုမျိုးပြီးတော့ Trump ရဲ့ဂျေဇူးအကူအညီနဲ့ပဲသူတို့ Fox Sports နဲ့လဲသူတို့စာချုပ်ဆိုနိုင်ခဲ့တယ်ဆိုတော့အခုလို UFC ဒီပြင်ပအကူအညီတွေရတယ်ချိတ်ဆက်တွေနဲ့ပြီးတော့စပြီးတော့မှထုတ်ခွင့်တွေရလာပေမဲ့သူတို့ရုံးကနေရတော့ငွေရေးပိုင်းအရာဆိုရင်ပေါ့နော်ဆိုတော့2006ခုနှစ်ဒီဇင်ဘာလရောက်မှာငွေရေးရဲ့ခက်ခဲရှိနေတဲ့ WFA promotion ကနေသူတို့ကဒီ Rashad Evans ပြီးတော့ Lyoto Machida တို့လိုသူတို့ကစားသမားတွေအပြင်မူပိုင်ခွင့်တွေကိုပါသူတို့ UFC ကဝယ်တယ်ပြီးတော့ဂျပန်အခြေစိုက်ဒါ Pride အဖွဲ့အစည်းပေါ့နော်အဲ့လိုမျိုးသူတို့ရဲ့ထိကျဲကစားသမားဟောင်းတွေဖြစ်တဲ့ Shogun Rua ပြီးတော့ Dan Henderson Wanderlei Silva တို့လိုတကယ် fighter ကြီးတွေကိုသူတို့ UFC ကခေါ်ယူတယ်အဲ့လိုမျိုးတွေနဲ့ UFC ကဘယ်လိုခေါ်မလဲပို့ပြီးတော့fighter တွေလည်းအများကြီးရတယ်နာမည်ကြီးတွေရလာပြီးတော့သူတို့အများကြီးတိုးတက်လာခဲ့တာပါ2010ခုနှစ်မှာတော့ဒီ WEC အဖွဲ့အစည်းကိုလည်းသူတို့ဝယ်လိုက်တာပါအဲ့လိုဝယ်လိုက်တာက UFC ရဲ့ဒီ lightweight featherweight bantamweight မှာကစားသမားကောင်းတွေသူတို့ပို့ပြီးတော့မှစုပုံလာစေတယ်ပေါ့နော် Jose Aldo Dominic Cruz တို့လည်းအဲ့နီးနဲ့ပဲသူတို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်2011ခုနှစ်မှာလည်းဒီ Strike Force Promotion ကိုသူတို့ထပ်ပြီးတော့မှဝယ်တယ်ပြီးတော့ဒီတိကျ promotion တစ်ခုအနေနဲ့ရပ်တည်စေခဲ့ပါတယ်ဒါပေမဲ့2013ခုနှစ်မှာဒီ UFC ရဲ့လက်အောက်ကိုပဲသူတို့ပြန်ပြီးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီ2011ခုနှစ်မှာပဲ Fox ရုပ်သံလိုင်းနဲ့လည်းသူတို့စာချုပ်ခုနှစ်နှစ်ကိုချုပ်ဆိုနိုင်ခဲ့ကြပါတယ်ဆိုတော့စာချုပ်ရ Fox Sports ရုပ်သံလိုင်းမှာပြသခွင့်သူတို့ရမယ်ပြီးတော့နံပါတ်ပွဲစဉ်၄ပွဲကို Fox Network နဲ့ Fight Night 32ပွဲကိုတော့ဒီ FX Channel TV Channel လိုမျိုးပေါ့နော်အဲ့လိုမျိုးမှာသူတို့နှစ်စဉ်ပြသခွင့်ရမှာပါဆိုတော့ပွဲကြိုနဲ့ပွဲပြီး interview လို့အစီအစဉ်တွေလည်း Fox Sports လက်တွဲပြီးတော့မှသူတို့အဲ့ဒါနဲ့စပြီးတော့မှသူတို့ပြုလုပ်လာခဲ့တာကျွန်တော်တို့တွေ့ရပါတယ်2012ခုနှစ်ရောက်မှာတော့ UFC Flyweight ကိုလည်းသူတို့စပြီးတော့မှmix ဆက်လာတယ်ပေါ့လေ WEC ကိုသူတို့ဝယ်လိုက်တုန်းကရောက်ရှိလာတဲ့ fighter တချို့ကဒီ bantamweight တန်းပေါ့နော်အဲ့ဒါအတွက်ကသူတို့လူကောင်အရန်သေးတယ်အဲ့ဒါအတွက်ကြတော့လဲသေးပြန်တယ်ဆိုတော့သူတို့ flyweight weight တန်းအသစ်တစ်ခုပို့ပြီးတော့ weight ငယ်တဲ့125ပေါင် weight တန်းကိုသူတို့
အတစ်ထည့်ခဲ့တာပါဆိုတော့အဲ့ဒီမှာလူကောင်သေးတဲ့ fighter ၄ယောက်ကို Foreman tournament ပုံစံမျိုးပေါ့နော် Foreman tournament ပုံစံမျိုးနဲ့သူတို့ပြိုင်ခိုင်းပြီးတော့2012ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာသူတို့ကျင်းပပြုလုပ်တဲ့ UFC 152မှာ Demetrius Johnson ကဒီ Joseph Benavidez ကိုအနိုင်ရရှိပြီးတော့မှ UFC ရဲ့ပထမဆုံး flyweight champion ဖြစ်လာခဲ့ပါတယ်အဲ့နောက်အမျိုးသမီး MMA ပြိုင်ပွဲတွေကိုလည်းသူတို့2013ခုနှစ်မှာစပြီးတော့မှကျင်းပခဲ့တာပါ UFC ကဒီပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ Ferreira Brothers ပေါ့နော်ဟိုသူတို့နဲ့ Dana White နဲ့လက်ထက်မှာတော်တော်လေးကိုအောင်မြင်လာတာပါသူတို့2 million ကျော်လောက်နဲ့ဝယ်ခဲ့ပေမဲ့ဟိုအမြတ်ပေါင်း2000ကျော်အထိတက်ပြီးတော့မှ UFC ကအစာပေါင်း2000ကျော်အမြတ်တက်ပြီးအောင်မြင်လာခဲ့တာပေါ့နော်နောက်ပိုင်းမှာဒီ Ferreira Brothers ညီကိုနှစ်ယောက်ကသူတို့ casino လုံးငန်းငွေပဲပူပြီးအာယုံစိုက်ချင်တယ်သူတို့ရင်းနှီးထားတာတွေလည်းဒေါ်လောက်ပြီဆိုပြီးတော့သူတို့ကဟို2016ခုနှစ်မှာပဲ UFC ကို Endeavor Company စီမှာ American dollar 4 billion ကျော်နဲ့ပြန်ပြီးတော့မှရောင်းချခဲ့ကြပါတယ်ဆိုတော့ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပေမဲ့ Dana White ကိုတော့သူတို့မူလရာထူးအတိုင်းပေါ့နော် CEO အနေနဲ့ဆက်ပြီးတော့မှနေဖို့သူတို့ထားရှိထားတယ်ပြီးတော့ Endeavor လက်ထက်မှာ ESPN Disney Direct to Consumer ပေါ့နော်ESPN ပြီးတော့ 21st Century Fox Company အဲ့လိုမျိုးတွေနဲ့သူတို့စာချုပ်ဆိုနိုင်ခဲ့ပြီးတော့မှ2018ခုနှစ် ESPN နဲ့စာချုပ်မှာတစ်နှစ်ကို UFC ပွဲစဉ်42ပွဲပြဖို့သူတို့စာချုပ်ဆိုတယ် Pay-per-view ပွဲတွေက UFC Fight Pass ကို ESPN Plus ရုပ်သံလိုင်းမှာအပိုဝယ်ယူခွင့်ပေးလာတယ်ပြီးတော့2019ခုနှစ်မှာ ESPN ဖက်ကစာချုပ်ကိုနှစ်သက်တမ်းထပ်ပြီးတိုးခဲ့တယ်ပေါ့နော်ဒါအပြင်သူတို့ဒီ PlayStation Xbox တို့လိုအဲ့လိုမျိုး game တွေမှာသူတို့ဟို UFC ဘယ်လိုခေါ်မလဲUFC character တွေသူတို့ထည့်ပြီးတော့မှ game အသစ်တွေလုပ်လာတယ်ပေါ့လေအဲ့လိုမျိုးဆိုတော့အခုနကကျွန်တော်တို့အပေါ်မှာပြောသွားတဲ့ Fox တို့ ESPN တို့ကသူက American ထဲပဲဆိုတော့နိုင်ငံတကာဆိုလို့ရှိရင်ဗျာ UK မှာ TNT ရှိမယ်မြန်မာမှာဆိုလို့ရှိရင် Canal Plus ပေါ့နော်အဲ့လိုမျိုး company တွေထဲကရုပ်သံလိုင်းတွေပါဝင်ပါတယ်ပြီးတော့2023မှာတော့ဒီ Endeavor က WWE နဲ့ပေါင်းလိုက်ပြီးတော့မှ TKO ဟိုအများပိုင် company အဖြစ်နဲ့သူတို့ပြန်ပြီးတော့မှဖွဲ့စည်းလိုက်တယ်ပေါ့နော်ဆိုတော့ WWE ဒါ wrestling ပေါ့နော်ဒါ John Cena တို့ဘာတို့အဲ့လိုမျိုးဒီ WWE ရဲ့ share 49% က TKO မှာပါတယ်ပြီးတော့ UFC BJJ ပြိုင်ပွဲတွေကိုလည်းသူတို့ TKO ရဲ့လက်အောက်မှာပဲစပြီးတော့မှကျင်းပပြီးတော့မှသူတို့ YouTube မှာစပြီးတော့တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပေါ့နော်ဆိုတော့ August 2025မှာ Paramount Skydance နဲ့ဒါကတော့တကယ်ကိုလုံးဝအမြင့်ဆုံး 7.7 billion ခုနှစ်စာချုပ်ဆိုနိုင်ခဲ့ပြီးတော့တစ်နှစ်ကို UFC နံပါတ်ပွဲစဉ်73ပွဲနဲ့ Fight Night ပွဲစဉ်30ပြဖို့သူတို့သဘောတူထားတာပါဒါကလည်း American တွင်းပဲတခြားနိုင်ငံတွေကဟိုဒီ 7.7 billion အပြင်ကိုတခြားနိုင်ငံတွေမှာ UFC ပြတဲ့အခါသူတို့ထပ်ပြီးရအောင်မှာဖြစ်တယ် UFC ကအခုလို့ဒီကမ္ဘာနံပါတ်1 promotion ဖြစ်တဲ့ UFC ကအစာပိုင်းမှာတော့တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ပြီးတော့ Dana White ဆိုရင်လည်းသူဥက္ကဋ္ဌဖြစ်လာပြီးတော့မှတော်တော်ကိုစူးစမ်းပြီးတော့မှ UFC အောင်မြင်အောင်နှီးပေါင်းစုံနဲ့ဟိုသူစူးစမ်းခဲ့တာတွေ့ရပါတယ်သူဆိုလည်းတကယ်ကိုဟိုအာနာရှင်လိုမျိုးပေါ့နော်အပြတ်နဲ့ကိုအမိန်ပေးပြီးတော့မှဒီလိုမျိုးလို့မီဒီယာတွေဆိုလည်းဘယ်လိုခေါ်မလဲလူတွေ hot ဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးတွေ Dana White ကအတင်းလို့ဟို Dana White ကဘာပြောလဲဆိုတော့မင်းကပရိသတ်ကမင်းကိုမုန်းရင်လဲငါနဲ့အဆင်ပြေတယ်ပရိသတ်ကမင်းကိုချစ်ရင် okay တယ်မင်းကိုပရိသတ်ကမုန်းလဲမမုန်းဘူးချစ်လဲမချစ်ဘူးပရိသတ်ကမင်းကိုဘာမှဘလို့မထင်ဘူးဆိုရင်တော့ငါတို့မကြိုက်ဘူးဆိုပြီး Dana White ကအဲ့လိုမျိုးပြောထားတာရှိပါတယ်ဆိုတော့ Dana White ကကြမ်းတယ်ပွဲဆူတဲ့ကောင်ဆိုလဲကြိုက်တယ်အေးဆေးသမားဆိုရင်တိတ်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပရိသတ်အရန်ကြိုက်တဲ့ချစ်တဲ့ fighter ဆိုရင်လဲသူတို့က okay တယ်ပေါ့ပြောချင်တာ Dana White ကဘာဖြစ်ဒီ fight business မှာပွဲဆူတာကြမ်းတာကိုကြိုက်တယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုနဲ့မှလည်းအဲ့လိုမျိုးသူ run လို့လဲ UFC ကအောင်မြင်ပြီးတော့ဂျာနဲ့ဟို1ဆိုလို့ရှိရင်ဗျာအားလုံးကလူရင်ကြီးလေးကြီးပဲရုပ်ရှင်ဇာတ်ကားတကားကြည့်ရင်ဗျာလူချမ်းမပါတဲ့ဇာတ်ကားဆိုကြည့်လို့မကောင်းပါဘူးမင်းသားကြီးပဲဆိုရင်သိမလားဘသူကလူချမ်းလဲပါလဲသိမလားကြည့်လို့မကောင်းအဲ့လိုမျိုးပေါ့ UFC ကြတော့အဲ့လိုမဟုတ်ဘူးလူချမ်းရှိတယ်မင်းသားရှိတယ်အစုံပေါ့တခါလေလူချမ်းကမင်းသားပြန်ဖြစ်မင်းသားကလူချမ်းဖြစ်သိမလားအဲ့လိုဂျွန်ဂျုံတို့လိုဟို Conor McGregor တို့လိုသိမလား UFC ကိုလူတိအောင် UFC တခုတည်းတင်မဟုတ်ပဲနဲ့ UFC က fighter တွေကြောင့် MMA ကိုလူပို့ပြီးတော့မှတိလာကြတာလို့ပြောရင်မမှားဘူးပေါ့နော်ဆိုတော့
အခုဒီ Dana White ရဲ့အကွက်မြင်မှုသူ media company ကြီးတွေနဲ့သူဟိုဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ तू ကသိတယ်ဘားနှံမှုတွေပေါ့နော်ဥပမာဗျာသူတို့ဒီအစတုန်းကဆိုလို့ရှိရင်သူတို့အောင်မြင်အောင်ဘယ်လိုလုပ်လဲဆိုတော့ဟို reality show လိုမျိုးပေါ့ fighter တွေကိုအတင်းပြိုင်ခိုင်းတယ်ဟိုပြိုင်ခိုင်းပြီးတော့မှဒီ fighter နှစ်ယောက်အတကုံပြိုင်ပြီးတော့အဲ့ဒါမှာလုံးဝရုပ်တံလိုင်းမှာပေါက်သွားတယ်အောင်မြင်သွားတော့အဲ့ဒါနဲ့မှ UFC ကလုံးဝပေါက်သွားတာ TV မှာအဲ့လိုမျိုးပေါ့နော်ပြီးတော့ဟိုအခုဆိုရင်လဲဗျာအရင်ကတစ်နှစ်ကိုသား900နဲ့စာချုပ်ကိုတစ်နှစ်ကို2ဆကျော်တက်ပြီးတော့ 1.1 billion နဲ့စာချုပ်ချုပ်လို့ရအောင်အကွက်မြင်လှူရှားတတ်တဲ့ဟို Dana White ရဲ့စွန့်ရည်ကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲအတိမပြုတ်ရမှာဖြစ်ပါတယ်တခြားလူတွေအများကြီးစူးစမ်းတယ် Dana White ကတော့အမြဲပြောပါတယ်ငါ့ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဟိုကိုယ့်ဟာကိုယ်သွားထောင်လို့ငါပေးတာနဲတယ်လို့ထင်ရင်ကစားသမားတွေကိုငါတို့လစာပေးတာနဲတယ်ထင်ရင်ကိုယ့်ဟာကိုယ်မင်းတို့ထောင်ပြီးတော့လစာများများပေးပါဆိုပြီးတော့ Dana White ကတော့ပြောလို့ရှိပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ် UFC ရဲ့အောင်မြင်မှုနဲ့ Dana White ရဲ့အောင်မြင်မှုကတော့ကျွန်တော်တို့ခွဲခြားလို့မရဘူးပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်နောင်လာမယ့်နှစ်တွေမှာလည်း UFC ရဲ့ဝင်ငွေပိုပြီးကောင်းလာမယ့်အပြင်ပိုပြီးအောင်မြင်လာမယ် MMA လောကကိုလည်းနောက်ထပ်ခစ်တစ်အထိဆက်ပြီးတော့ဥဆောင်နိုင်သွားမယ်ဆိုတာကတော့ကျွန်တော်တို့တေချာပေါက်ပြောလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် David ပါ MMA မြန်မာကဖြစ်ပါတယ် See you